ဒါမျက်နှာချက်ပေါ်စိုက်သွားတာကြောင့်ဆာစကေကချီတိုရီနဲ့ကျမ်းမြေကိုရှော့တိုက်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒါကအကြောင်းပြတိုက်ခိုက်မှုဖြစ်ပြီးမျက်နှာချက်ပေါ်ဆာစကေကခူဇာနာဂီဓာတ်နဲ့အီတာချီကိုထိုးလိုက်ပါတယ်မင်းကတာမာလာပြီးရဲဆိုတဲ့စကားတစ်ခုနဲ့တူဘေးကိုလက်ညှိုးထိုးပြလိုက်တဲ့အချိန်မှာခံရကနေမထပဲဂန်ဂျူစုတုံထားတဲ့အီတာချီကိုတွေ့လိုက်ရပါတယ်Yellow Flash လို့တောင်တင်စားရလောက်တဲ့ Shinobi War မှာအမြန်ဆုံးလူသားအောင်နိုင်မဲ့ဆိုအီတာချီကခံကျေးဇူးနဲ့ဖန်တီးထားအောင်ရှာမှာပါ။အဲ့လောက်မြန်နေတဲ့ကောင်ကအာမသေးရစုနဲ့လည်းလောင်မှာမဟုတ်ဘူးလို့သူစာနုံနဲ့ကောက်ရိုက်လို့လည်းမရှာပါဘူး။ခံကျေးဇူးရဲ့မရအောင်လဲ Yellow Flash ဆိုတဲ့နာမည်ကလက်ကားရထားတာမဟုတ်ပါဘူး။